အပင်တပင်ထဲကနေမတ်မွန်သီးဇီးသီးနဲ့အပရီကော့သီးတွေကိုတပြိုင်နဲ့စွတ်ခူးစားတော့ရမယ်လို့စိတ်ကူးကြည့်ဘူးပါသလားဒါဟာအိမ်မက်မဟုတ်ပါဘူးအစိမ့်မြင့်ကိုင်းကူးနည်းပညာနဲ့လက်တွေ့လှုပ်ဆောင်နိုင်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်ကိုင်းကူးတဲ့အခါအဓိကကြရှုံးရတဲ့အကြောင်းရင်းကတော့အကူးခံရမယ့်အကိုင်းနဲ့ကူးမဲ့အကိုင်းကြားမှာအံဝင်ခွင်ကြမဖြစ်လို့ပါပဲဒါပေမဲ့အခုမြင်တွေ့နေရတဲ့ steel pipe ကိုအသုံးပြုတဲ့နည်းလမ်းကတော့အလွန်တိကျတဲ့ biological engineering နည်းပညာတစ်ခုဖြစ်ပါတယ်ဒီ pipe ကိုပုံစံကွက်အဖြစ်အသုံးပြုပြီးကိုင်းတစ်ခုကိုတစ်ထပ်တဲကြအောင်ဖန်တီးလိုက်တာဟာအပင်ရဲ့သွေးကြောအဖွဲ့အစည်းတွေကိုအချိတ်အဆက်မိမိပေါင်းဆက်ပေးလိုက်တာပါပဲဒါဟာ fiber optic ကြိုးတွေကိုဆက်တယ်လို့မျိုးအလွန်တိကျတဲ့လှုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်အရေးအသွေးကောင်းတဲ့တစ်သီးပင်ရဲ့ DNA ကိုတန်မာတဲ့တောပင်တွေကိုထည့်သွင်းလိုက်တဲ့အတွက်အာဟာရဓာတ်တွေဟာချက်ချင်းဆိုသလိုစီးဆင်းသွားပါတယ်အကောင်းဆုံးအချက်ကတော့ပင်စီတစ်ခုတည်းမှာပဲအပင်အမျိုးအစားမြောက်များစွာကိုတပြိုင်တည်းကိုင်းကူးနိုင်တာပါပဲဒါဟာရိုးရိုးစိုက်ပျိုးရေးတွေမဟုတ်တော့ပဲတဘာဝတရားကိုအစိမ့်မြင့်တင်လိုက်တဲ့ nature hack တစ်ခုပဲဖြစ်ပါတယ်